တက်စီသမားဦးစံတန်းရဲ့ကားကိုလူရက်ပြီးတက်သွားတဲ့တရက်ခန့်တွေဟာလူမိုင်ဟောင်းကျော်ဝင်းဆိုင်ရဲ့တပည့်ဟောင်းတွေဖြစ်ကြတယ်လို့တက်စီသမားတွေအများစုပါဇက်ထဲမှာတကြောကြောဖြစ်နေပါတယ်။ဒေတာကန်တယောက်ဆိုရဆိုရင်ကျွန်တော်9ရက်နေ့ညနေကအိမ်အပြန်မှာတက်စီငါတော့ကားပေါ်ရောက်လို့စီးနေတဲ့အခါကားသမားက Grab တက်စီသမားတွေစုပြောလို့ရတဲ့ white check ကနေတတိထားကြဖို့လူရက်သူတွေမှာလူမိုင်ဟောင်းကျော်ဝင်းဆိုင်ရဲ့တပည့်များဖြစ်တယ်လို့ကြားသိရကြောင်းတတိပေးပြောဆိုနေတာကိုကြားခဲ့ရတယ်ဆိုပြီးပြောနေပါတယ်။သူပြောတာကိုကြားခဲ့ရတာဆိုတော့အမှန်ဟုတ်မဟုတ်ဆိုတာမြေပြင်မှာပါဝင်ပတ်သက်နေသူကလွဲပြီးသိနိုင်မှာမဟုတ်ပါဘူး။အမှုကိုဇက်ရည်လဲအောင်ပြန်ဆက်ရရင်9ရက်နေ့က Facebook ပေါ်မှာကားရောလူရောဆက်သွယ်ပြက်ပြီးပျောက်နေလို့တွေ့ရင်အဖေကိုအကြောင်းကြားပေးပါခင်ဗျာဆိုပြီးလူပျောက်ရှာတဲ့ post တစ်ခုကိုတိုက်ကြေကား page ဆိုတဲ့ Facebook page တစ်ခုကနေဝေမျှထားတာကိုလူတော်တော်များများမြင်ခဲ့ကြပေမဲ့လူတွေတိတ်ပြီးအေးမထားမိခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့မြန်မာနိုင်ငံအတွက်လူပြောက်မှုတွေကမြန်မာနိုင်ငံသားတွေအတွက်တော့တာမန်လိုဖြစ်နေကြပြီးအပြင်အဲ့ဒီအချိန်ကအေသင်ကိုနဲ့သမီးစိုးနှစ်ယောက်ရဲ့ပွဲကိုပဲလူစိတ်ဝင်စားမှုအာရုံကအပြည့်အဝရှိနေကြတာမို့ပါအဲ့ဒီ post မှာရေးထားတာကဒီလိုပါတာဂေတာ3ရက်ကွယ်ရန်ပြေ18လမ်းအနောက်မှာနေတဲ့ကျွန်တော်အဖေဦးစံသိန်း9ရက်10လ2025ညနေကလေးကတက်စီထွက်မောင်းတာည9နာရီနောက်ပိုင်းကနေအခုချိန်ထိအဆက်အသွယ်မရလို့အခုပုံပါကားနံပါတ်ကိုတနေရာမှာတွေ့ရင်အကြောင်းကြားပေးကြပါနော်ဆိုပြီးတားဖြစ်သူဝေယံသိန်းအကောင့်ကနေတင်ထားခဲ့တာဒီလိုနဲ့ဦးစံသိန်းပျောက်ဆုံးမှုသတင်းဟာသတင်းတွန်းလာပြီးနေမြန်မာနိုင်ငံရဲ့အထွတ်မြတ်ထားရာနေလူနေမြတ်ဖြစ်တဲ့9ရက်10လ2025မှာတော့ဝမ်းနဲ့ကြေကွဲစရာကိစ္စတစ်ခုဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့9ရက်နေ့တညင်6လမ်းသွားလမ်းမပေါ်မှာတက်စီသမားတစ်ယောက်တက်ခံရတာကိုရှာတွေ့ခဲ့ကြပြီးအဲ့ဒီအသက်ခံရတဲ့သူဆိုတာကဦးစံသိန်းပဲဖြစ်နေခဲ့တာမို့ပါ။ဦးစံသိန်းကညဘက်ကားမောင်းပြီးအသက်မွေးတဲ့တက်စီသမားတစ်ယောက်ပါ။ခေတ်ကာလမတည်မငြိမ်ဖြစ်ချိန်မှာဘာလို့ညဘက်တက်စီဆွဲရတာလဲ။အသက်ကိုညံဆောင်နေနေကင်းဘက်ပဲဆွဲဖို့ဆိုပြီးပြစ်တင်ဝေဖန်ကြင်ကြသူတွေရှိနေကြပေမဲ့ခေတ်ကာလအပြောင်းလဲကြောင့်စီးပွားရေးမပြေလည်သူတွေများလာတဲ့အခါမှာတက်စီစီးနိုင်တဲ့လူရန်စားဟာလည်းတဖြည်းဖြည်းနဲ့နှဲပါလာနေကြတာမို့လို့ဒီအန္တရာယ်များတဲ့လမ်းကိုပဲရွေးခဲ့ရတာပါနောက်ပြီးနေဘက်မှာဆိုရင်ကီလိုတက်စီ Grab အစရှိရဲ့အဖွဲ့အစည်းလိုက်လှုပ်ဆောင်ကြတဲ့ကားတွေကိုပဲလုံခြုံစိတ်ချရတယ်ပစ္စည်းတစ်ခုခုပျောက်သွားတာပြဿနာတစ်ခုခုဖြစ်တာမျိုးတွေဆိုရင်အဖွဲ့အစည်းနဲ့လှုပ်ဆောင်ကြတာဖြစ်လို့အ ਨੇ ဆုံးတော့ဘသူလှုပ်သွားခဲ့တယ်ဆိုတာကိုအစဖော်နိုင်တယ်အိမ်ရှိကားဆိုင်တန်းတက်လိုက်ရုံပဲအစရှိသဖြင့်လုံခြုံရေးအရာရောဝန်ဆောင်မှုအရာရောစိတ်ကျဉ်နှံ့မှုအတိုင်းအတာတစ်ခုထိရနိုင်တာကြောင့်အဖွဲ့အစည်းတွေနဲ့မချိတ်ဆက်ထားတဲ့အရက်အခေါ်လက်တားတက်စီတွေကတစ်နေ့ထက်တစ်နေ့ခရီးသည်ရှားပါလာခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ငွေသုံးပြီးတက်စီစီးနိုင်တဲ့လူရန်စားအများစုကမဖြစ်မနေအချိန်တွေလောက်ကလွဲပြီးလမ်းမပေါ်ထွက်ကားတားရမှာကိုရှိုးပဲ့တယ်လို့ခန်းစားတတ်ကြတယ်လေ။ညဘက်တက်စီမောင်းတဲ့အခါမှာလုံခြုံရေးအရာအားနည်းချက်တွေရှိသလိုအရေးထူအမှုသမားအတောင်ကျိုးညံ့ငယ်လေးတွေနဲ့တွေ့ရင်လည်းတက်စီကမရပဲပြဿနာတွေပြုံကြီးတက်နိုင်တဲ့အနေအထားတွေမှာလည်းရှိနေခဲ့ပေမဲ့နေကင်းဘက်လိုကားမကြက်ဘူးညဘက်အချိန်နောက်ကျရင်ကြသလိုဈေးပိုတောင်းနိုင်တယ်ခွင်တက်ရင်ခရီးရှည်လမ်းကြောင်းနဲ့မြမြမြက်လည်းရနိုင်တယ်ညဘက်ဝန်ထမ်းအကျိုးအပို့ဖယ်ရီသဘောမျိုးပုံမှန်ခရီးသည်တွေရသွားခဲ့ရင်လည်းတင်ငိမ်တဲ့ဝင်ငွေတစ်ခုအနေနဲ့ငွေဝင်နိုင်တာမို့လို့ဒီအနေရလမ်းကိုအသက်ကိုကြိုးတင်ပြီးရှောက်ကြတာပါတိတ်မကြလာသေးတဲ့နှစ်တွေအတွင်းမှာတက်စီမောင်းရင်ကားအလုခံရတာအသက်ခံရတာစတဲ့အမှုတွေကထင်ထင်ရှားရှားအမှုတွေကိုပြောပြရမယ်ဆိုရင်2023ခုနှစ်ဧပြီလ26ရက်နေ့ကမြောက်ဒဂုံမှာတက်စီသမားကိုဓာတ်နဲ့ထိုးတက်ပြီးကားလူပြေးသွားခဲ့တဲ့အမှုကစပြီးပြောရပါမယ်။ဦးအောင်ကျော်ဝင်းဆိုတဲ့အသက်44နှစ်တက်စီသမားမောင်းလာတဲ့ကားကိုတောင်ဒဂုံမြို့နယ်စက်မှုဆောင်တစ်ကနေမြောက်ဒဂုံပင်လုံအိမ်ယာကိုကားငှားစီးလာရကနေအမှုကစတင်ခဲ့ပါတယ်။ပင်လုံအိမ်ယာနားကိုအရောက်မှာတော့ခရီးသည်အမျိုးသား3ယောက်ဟာဦးအောင်ကျော်ဝင်းကိုဓာတ်နဲ့ဝိုင်းထိုးခဲ့ကြပြီးကားကိုလူရက်သွားခဲ့ပါတယ်တဲ့။သွားပြီးကယ်ဆယ်ပေးခဲ့ကြတဲ့ကြီးမနိုင်ဟစ်တိုင်လူမှုကူညီရေးအသင်းကတော့ပင်လုံအိမ်ယာအနီးကတောင်းကလာဘက်သွားတဲ့လမ်းမှာဖြစ်တာကျွန်တော်တို့ရောက်တဲ့အချိန်သတိတော့မလစ်ဘူးဓာတ်တန်ရာ6ချက်ရတယ်အခုမနက်ဆုံးသွားပါပြီဆိုပြီးပြောခဲ့ပါတယ်။ဦးအောင်ကျော်ဝင်းဟာဧပြီလ28ရက်နေ့မှာပဲမေလာဝီစေယုံပေါ်မှာတည်ဆုံးသွားခဲ့ရရှာပါတယ်။ဒီလိုပဲနောက်တစ်မှုက2023ခုနှစ်ဩဂုတ်လ26ရက်နေ့မှာလဲတက်စီမောင်းသမားအသက်60အရွယ်ဖိုးကိုဓာတ်လက်ထိုးတက်ပြီးပတ်စံနေလူသွားတဲ့အမှုဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီအမှုကနေကင်းကြောင်တောင်ကြီးရန်ကုန်တိုင်းဒဂုံမြို့တစ်စိတ်ကမ်းမြို့နယ်မှာဖြစ်ခဲ့တာနေ့လယ်12နာရီကျော်လောက်မှာအမည်မသိလူငယ်အမျိုးသား2ယောက်ကဒဂုံမြို့တစ်စိတ်ကမ်းမြို့နယ်ယူဇနဥယျာဉ်မြို့တော်ကျွန်းရွှေဝါလန်မြတီတာပန်းချံရှိမှာကားငှားစီးခဲ့ပြီးအသက်60အရွယ်အဖိုးအိုစီကဖုန်းနဲ့ပတ်စံတွေကိုလူရက်ခဲ့တာပါလူရမှုဖြစ်နေတဲ့အချိန်ရုံရင်းစံခတ်မှာအဖိုးအိုဟာဓာတ်နဲ့ထိုးသွင်းတန်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီးမိသားစုကိုဖုန်းဆက်ရေးမှာပဲတည်ဆုံးသွားခဲ့ရရှာပါတယ်။ဒါအပြင်မိန်းကလေး2ယောက်ကကားသမားကိုဓာတ်ထောင်လူရက်ပြီးကားလူပြေးတဲ့အမှုကလည်း2024ခုနှစ်ဖေဖော်ဝါရီလထဲမှာပဲဖြစ်ခဲ့ပါသေးတယ်။
ဒါနဲ့အထောက်ခံရတဲ့တက်စီသမားဟာကြောက်လန့်တကြားမောင်းရကနေတာမွေယူဇနာပလာဇာအနားမှာရပ်ထားတဲ့ကား10စီးလောက်ကိုတောက်လျှောက်ဝင်တိုက်မိခဲ့ရကနေကားလုခံရတဲ့အန်ဒီရကလွတ်သွားခဲ့ရတာကားရှေ့ရန်တစ်ခုလုံးပိန်ချိုင်သွားခဲ့ပေမဲ့ကားကတော့မပါသွားခဲ့ပါဘူးဘာလို့လဲဆိုတော့စုပ်ပြက်ပိန်ချိုင်နေတဲ့ကားကြီးကိုတွားရောက်မယ်ဆိုရင်အဆင်မပြေနိုင်ဘူးလေလူရသူမိန်းကလေး2ယောက်ကလည်းကားတိုက်မှုဖြစ်ပြီးတဲ့အခါခိလန်တကြားနဲ့ကားပေါ်ကနေဆင်းပြေးသွားခဲ့ကြပါတဲ့ခေတ်ကာလမတည်ငြိမ်လူရမှုတွေများပြားနေတဲ့အချိန်မှာညနေတကောင်ထိဆွဲတဲ့တက်စီသမားအချို့ကတော့ဘေးမှာအဖော်တယောက်ခေါ်ထားပြီးတက်စီဆွဲလေးရှိကြတယ်။လုံခြုံရေးအရစိတ်ချရတယ်လို့ရှိပေမဲ့တစ်ဖက်ကလည်းအားနည်းချက်ကဘေးမှာလူပါနေမှဆိုရင်ခရီးသည်ဘက်ကလည်းကားသမားကိုမယုံရဲပဲငားမစီရတဲ့ကြတာမျိုးရှိရပါပဲ။ဘာလို့လဲဆိုတော့ခရီးသည်ဘက်ကကျူးလွန်တဲ့အမှုတွေရှိသလိုတက်စီသမားတွေဘက်ကကျူးလွန်ခဲ့တဲ့အမှုတွေရှိခဲ့တာမို့ပါ။မှန်ရလက်တလောဖြစ်သွားခဲ့တာဆိုရင်ကားငါစီရင်မရင်းချင်းခံရလူဖြစ်သွားခဲ့တဲ့မိန်းကလေးရဲ့မှု2025ခုနှစ်အောက်တိုဘာ31ရက်နေ့မှာည7:00ကျော်အချိန်မှာတင်းဆိုတဲ့မိန်းကလေးကအရင်ခေါ်ခဲ့မှုတဲ့ကီလိုတက်စီသမားကိုဖုန်းဆက်ပြီးခေါ်ခဲ့တယ်။အမှန်ကတော့ကီလိုတက်စီဂရုကနေသာတဆင့်ဆက်သွယ်ပြီးခေါ်ရမှာဖြစ်ပေမဲ့အရင်ကစီးခဲ့ဘူးတာပဲ။ဓာတ်ရိုက်တာဆက်သွယ်ခေါ်လိုက်ရင်ဈေးပိုတက်တာနိုင်တယ်လို့မြန်လေးရနိုင်မှာပဲလို့တွေးခဲ့တယ်နဲ့တူပါတယ်။တောင်ကလာဆက်မှုဆောင်လမ်းတွေကလူပြက်တဲ့လမ်းတစ်ခုကိုမောင်းဝင်ခဲ့ပြီးတဲ့နောက်မှာတော့ကားကိုရက်လို့လဲပင်းညစ်ပြီးမရင်းချင်းမှုစူးစမ်းပါတော့တယ်။ကောင်မလေးကန်ကောင်းသွားခဲ့တာကအဲ့ဒီအချိန်မှာပဲသူ့တငယ်ချင်းကဖုန်းဆက်ခဲ့တာဖြစ်ပြီးဖုန်းဆက်နေရင်တန်းလန်းချိန်မှာဖြစ်သွားခဲ့တာပါတစ်ဖက်ကမလောက်ပါနဲ့တောင်းပန်ပါရရှင်ပစ္စည်းတွေလိုချင်ယူပါလိုမထိခိုက်ပါနဲ့ဆိုပြီးအထက်တောင်းပန်နေတဲ့အတန်ကိုကြားခဲ့ရသလိုကားသမားကောင်ဘက်ကလည်းညမကိုမြင်ချင်းချစ်လို့ပါဆိုပြီးယူနေတာကိုတစ်ဖက်ကလည်းတိုင်းသားကြားခဲ့ရပါတယ်အထက်တောင်းပန်ပြီးတဲ့နောက်ကြာရင်အချိန်ယူပြီးရေးစားစကားပြောပါဆိုပြီးချော့မော့တောင်းပန်လို့မိမမာယာကိုအကျိုးရှိသုံးနိုင်ခဲ့တဲ့အခါမှာလေဘင်းညစ်ထားတာကိုလွတ်ပြီးကားဆက်မောင်းခဲ့ပါတယ်ဒီတန်တွေကြားခဲ့ပြီးတဲ့နောက်မှာတခုခုဖြစ်နေတာကိုတေချာနေပြီဆိုတာကိုသိပြီးစိတ်ပူနေတဲ့တငယ်ချင်းကတော့ဖုန်းတွေအထက်ဆက်နေကြတာပေါ့ဆက်လိုက်တိုင်းမှာသင်းဆိုတဲ့ကောင်မလေးကအဆင်ပြေတယ်ငါအဆင်ပြေတယ်ဆိုပြီးပဲထက်ခါပြောခဲ့ပါတယ်ဒါကြောင့်တန်တရားကပိုပြီးကြီးထွားလာပြီးကချင်လိုအခုပဲနေရာရောက်နေလဲဆိုပြီးမေးတဲ့အခါမှာတော့ရန်ကင်းဆိုပြီးပြောခဲ့ပါတယ်အဲ့ဒီတန်ကြားတာနဲ့ကားသမားကောင်ဟာချက်ချင်းပဲကားကိုရောက်တဲ့နေရာမှာရက်ပြီးလဲပင်းထက်ညစ်လို့နှုတ်ပိတ်ဖို့ကြိုးစားတော့တာမို့တင်းဟာရုံရင်းကန်ရင်ကားဟုံးကိုဖိထားမိသလိုဖြစ်သွားခဲ့ပါတော့တယ်ဒီတော့မှပဲတောင်းကလာရုံဝင်တဲ့ကယောက်ျားလေးတွေဟာထူးခြားနေတဲ့ကားအတန်ကြောင့်ကားရှိရာကိုလာကြည့်ခဲ့ကြပြီးဝိုင်းဝန်းကူညီခဲ့ကြတာမို့လို့တင်းလည်းအသက်ရှင်သွားနိုင်ခဲ့ပါတယ်ကားသမားကတော့ကူညီပေးတဲ့လူတွေပေါင်းပြီးညာရင်းချင်းရဲစခန်းအပ်လို့တင်းကလည်းညာရင်းချင်းစေးရုံမှာစစ်ချက်ယူပြီးအမှုဖွင့်ရလိုက်ပါတယ်ဒီအမှုအပြင်ကားသမားကခရီးသည်ကောင်မလေးကိုလူရက်ဖို့ကြိုးစားတဲ့အမှုလူပြတဲ့နေရာကိုခေါ်သွားပြီးချင်းချောင်းငွေတောင်းတဲ့အမှုစတာတွေလည်းဒီနေ့ပိုင်းကာလတွေမှာဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုကိုဖြစ်နေကြတာပါဒီလိုအဖြစ်တွေကြောင့်သာခရီးသည်နဲ့တက်စီသမား2ဦးနှစ်ဖက်တန်တရာတွေနဲ့လွန်ဆွဲနေကြကြတော့တာပေါ့ကားလူရဲ့တပ်ဖြတ်ခံခဲ့ရပြီး9ရက်10လ2025ခုနှစ်တနင်္ဂနွေနေ့မှာတည်ဆုံးခဲ့တဲ့ဦးစံသိန်းအသက်58နှစ်ကို9ရက်10လ2025ခုနှစ်အင်္ဂါနေ့နေ့လယ်17နာရီအချိန်ကြည်စုတုတ်တံမှာပို့ဆောင်ပြီးမိတကြိုမဲ့အကြောင်းကိုတားဖြစ်သူဝေယံသိန်းကသူ့အကောင့်မှာတင်ထားတာကိုဝမ်းနဲ့စိတ်မကောင်းဖြစ်စွာမြင်တွေ့ရပါတယ်။မိတ်ဆွေတို့ကရောဒီအမှုတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ။ကားသမားနဲ့ခရီးသည်2ဦးနှစ်ဖက်ကြားလုံခြုံမှုရှိရအောင်ဘာတွေပြင်ဆင်ထားသင့်ပါသလဲ။အများသူငါသိမြင်နားလဲပြီးအကာအကွယ်ဖြစ်နေနိုင်မဲ့နီလန်လေးများသိခဲ့မယ်ဆိုရင်အများအကျိုးအတွက်ကောမန့်မှာဝေမျှပေးပြီးညာနာကုသိုလ်ရယူနိုင်တာမို့လို့ဝေမျှပေးခဲ့ကြပါအောင်လို့နှိုးဆော်အပ်ပါတယ်။